ကျွန်တော်ဒီနေ့မှာတော့ Mobile Legends ဆော့တဲ့သူတွေအတွက် Mobile Legends file ကို download ဆွဲကြရမလို့ပဲနဲ့တခြားဖုန်းတွေကနေပြီးတော့ကိုနည်းလေးကိုကျွန်တော်လုပ်ပြပေးမယ်ဗျဒီနေလန်းလေးကတော့တော်တော်လေးအဆင်ပြေတယ်ကျွန်တော်ဒီ Wi-Fi မရတဲ့သူတွေအတွက်ဆိုလည်းဘေးကုံတက်တာတယ်ပေါ့နော် Wi-Fi ရတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဗျအချိန်ကုန်ခံပြီးတော့ download ဆွဲကြရမလို့ပဲနဲ့တခြားဖုန်းတွေကနေပြီးတော့ download ဆွဲပြီးသား Mobile Legends file ကိုကျွန်တော်ဒီနေ့ကိုနည်းလေးလုပ်ပြပေးမယ်ပထမဆုံးကျွန်တော်ဒီ Mobile Legends နဲ့ဝင်လိုက်ပြီပေါ့နော် Mobile Legends နဲ့ဝင်ပြီးသွားလို့ရှိရင်ကျွန်တော်အကောင့်သစ်ဆိုလို့ရှိရင်ဗျာ gain နဲ့ဝင်လိုက်လို့ရှိရင်ဒီလိုမျိုးလေးစစချင်းမှာ download လေးဆွဲနေရပါတော့ download ဆွဲလဲဆိုလို့ရှိရင်ကျွန်တော်အမြားလေးကိုနှိပ်လိုက်မယ်ဗျနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်အောက်ဆုံးမှာဒီမှာဆိုလို့ရှိရင် resource transfer ဆိုတာလေးရှိတယ်အောက်ဆုံးကဒါလေးကိုနှိပ်လိုက်မယ်ကျွန်တော်ဒီအောက်ဆုံးကဒါလေးကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင် send receipt ရှိရပေါ့နော် finder transfer ပြောင်းလို့ရပြီအဲ့တော့ကျွန်တော် download ဆွဲပြီးသားဖုန်းမှာလည်းဒီညာဘက်အပေါ်မှာပေါ့မြားလေးရှိတယ် download ဆွဲထားတဲ့ဟာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်အောက်ဆုံးကဟာလေးကိုပဲထပ်နှိပ်လိုက်မယ်ဗျโอเคဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဖုန်းဟောင်းနဲ့ဖုန်းသစ်ပေါ့နော်ကျွန်တော်ဒီဖုန်းဟောင်းကနေပြီးတော့ send ကိုနှိပ်လိုက်မယ်ဖုန်းသစ်ကနေပြီးတော့ receipt လေးကိုနှိပ်လိုက်မယ်ဗျโอเคဒီမှာဆိုလို့ရှိရင်သူ permission လေးတောင်းတယ်ပေါ့နော်ကျွန်တော်အပေါ်ဆုံးက allow လေးကိုနှိပ်ပေးမယ်โอเคဒါဆိုလို့ရှိရင်ဒီမှာ device ရှာနေပြီပေါ့နော်ရှာနေတဲ့အချိန်မှာဒီမှာဒါဆိုလို့ရှိရင်ဒီဘက်ဖုန်းရဲ့device လေးကဒီမှာပေါ်လာပြီဆိုရင်ကျွန်တော်ဇာပြာချိတ်သလိုပဲပေါ့နော်ဒီမှာ device လေးကိုနှိပ်လိုက်မယ်ဗျconnecting လေးလုပ်နေပြီကျွန်တော်ဒီဘက်ကနေပြီးတော့ contact လေးကိုနှိပ်ပေးလိုက်မယ်ဒါဆိုရင်တော့ဖုန်းနှလုံးချိန်နေပြီပေါ့နော်โอเคဒါဆိုလို့ရှိရင်တော့မှာ file transfer လေးပြောင်းနေပြီဗျဒါဆိုလို့ရှိရင်ကျွန်တော်ဒီဖုန်းဟောင်းထဲမှာ download ဆွဲပြီးသား file ကိုဖုန်းအသစ်ထဲကိုကူးနေပြီဗျဒါဆိုလို့ရှိရင်အချိန်လေးခဏစောင့်ရုံနဲ့ဗျကျွန်တော်တို့အချိန်ခုန်ခံပြီးတော့ download ဆွဲစရာမလိုသူတို့ Wi-Fi မရတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဗျကျွန်တော်ဘေးကုံတက်တာပြီးတော့ Mobile Legends file ကို download ဆွဲစရာမလိုဘဲနဲ့အလွယ်တကူကူးပြီးတော့ Sony လေးပါဗျဒါဆိုလို့ကျွန်တော် transfer လေးလုပ်နေဒါလေးပြည့်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဆော့လို့ရပြီပဲဖြစ်ပါတယ်ဗျ